အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ Minecraft Bedrock server တစ်ခုဖြစ်တဲ့ Qcraft server ထဲမှာ parkour challenge လုပ်တော့မှာဖြစ်ပါတယ်ဒီမှာရှိတဲ့ parkour map တော်တော်များများကိုကျွန်တော်ပြီးဆုံးအောင်လုပ်တော့မှာပါဒါတော့ကျွန်တော်ရဲ့ parkour challenge ဗီဒီယိုလေးပဲဖြစ်ပါတယ် mobile player တယောက်အနေနဲ့အကောင်းဆုံးကြိုးစားထားရမလို့အဆုံးထိကြည့်ပေးဖို့တောင်းဆိုပါတယ်ကဲခုတော့ကျွန်တော် parkour လုပ်မှာပဲဖြစ်ပါတယ်ဒါပေမဲ့ parkour မလုပ်လို့မရတဲ့နေရာတွေလည်းရှိပါတယ်ဒီမှာထဲမှာဒီ parkour မဲ့အကြီးသားကြီးတို့မလုပ်တော့သူ level အများကြီးပဲ level 50ကျော်တော့မသိဘူးရှိဒီ block 1နဲ့ဟိုဘက်ကိုတစ်ခုပြီးတစ်ခုစက်တိုက်လောက်သွားမှာဆိုတော့ဒီထဲကိုဝင်လာဒီနေရာမှာကျွန်တော်အရင်တစ်ခါလာပြီးစော်ဘူးပဲဒါတိတ်ပြီးတော့မခက်ပြီမဲ့သူကຫນွေကြိုးတွေရှိနေအောင်ရအောင်လည်းခက်တယ်အဲ့နာမှာຫນွေကြိုးတွေကိုခုံပြီးတော့တက်ရတာအစာပိုင်းအောင်နည်းနည်းလွယ်你别哭嘛。ခုမှဒီနေရာကိုစခုံမယ်လို့ရဒီ cover slab ဒီပုံမှာနင်းလို့ရပါတယ်ဘာမှမဖြစ်ပါဘူးဒီပေါ်ကတော့ခေါင်းကလည်းနည်းနည်းပိုးဝေးလို့နည်းနည်းခတ်လိုက်ဒီနားဆိုတော့ဝေးကျွန်တော်ပြောဒီနားကိုပြောဒီနားမှာຫນွေကြိုးတွေနဲ့အခြားပတ်သွားလို့လည်းမရဘူးဒီပေါ်ရနဲ့ခုံပြီးတော့သွားမှာဒီတခါပြီးတဲ့အဝိုင်းအောင်တိတ်မလို့ပဲတက်ကြည့်အောင်။ဒါဒါကြီးအဝိုင်းအောင်လုံနေရွေးပြီးတော့အောက်ကိုပြုတ်ကြတယ်။ပြန်ခုန်ကြည့်မယ်။အဝိုင်းအောင်တိတ်မလို့ပဲထားမှာ။အိုးဒီလေ Come on come onရောက်တော့မှာတကြိုးပဲကျန်တော့ဒီအဝိုင်းအောင်တိတ်မလို့ပဲခေါင်းအောင်မှာကျွန်တော်တီးသွားတယ်ကဲတော့နောက်တစ်ခါပြန် try ကြည့်အောင်ခလုတ်ကတော့မနေငယ်ရတယ်โอเคခုမှရဒီစာပိုင်းတွေတော့များလွယ်နေအဲ့ຫນွေဂျုံတော့ပဲမရောက်နိုင်နေ
Oh, let's go. ဒီနိုင်အောင်မပြုတ်ကြလို့မရအောင်ဖြည်းဖြည်းပဲတော့အောင်အများကြီးတော့လည်းမလို့တော့ထင်ပါတယ်ဒီဘက်ကိုရင်းမရောက်ဘူးလေဖြည်းဖြည်းပဲတော့အောင်မှာဟာဒီရမြန်လို့ပြုတ်ကြအောင်ပြီးမှာ yes ပြီး let's go တိတ်တော့မခက်ပါဘူး15မိနစ်လောက်ပဲဆော်လိုက် yes နောက်ထပ်မတ်တခုထပ်သွားခုန block 1မှာဆော်ပြထားဆိုခုက lucky game ဆိုတော့ဆော်နောက်ဘာကောဒီမှာမရှိဒီမှာဟုတ်ပြီတော့တုံးကြီးနေပဲခေါ်လာတာဦးလာနန်းခါလာမှာတုံးကြီးနေခေါ်လာလိုက်ပြီးတော့စိတ်လောလို့မရအောင်မပြေးပဲခေါ်မှာဒါပြေးပြမလုံးလုပ်ပေးထားဒီကိုဘလို့နင်းလို့ရမှာမထင်ဘူးရှောင်းတော့တန်းနိုင်တယ်ဒါဘလို့ဒီပဲအစားအဆုံးပေးထားလာမနေအဲ့ဒါတော့ခတ်မှာပြုတ်ကြပြီ6 hours later.ရောက်တော့မှထင်ပါတယ်တခြားအဝေးတွားကြလည်းမမြင်တော့ပါဘူးရောက်တော့မှပဲထင်ပါတယ်ဆိုတော့လည်းနိုင်လောက်ရှိနေပြီကိုဒီမရောက်နိုင်ရောက်တော့မှထင်ပါတယ်လက်တွေတော့ချောတယ်ဆိုင်းရံတွေဒီဘောတက်လို့ရလားမသိကို pressure plate ရှိရဆိုတက်လို့ရတော့ပါတယ်ရောက်ပြီဟိုဒါတကယ်တနားရီလောက်တော့ဆော့လဲ
GG Black 1HP ရဲ့အခုတော့မန်နှစ်ခုပြီးဆိုတော့ဒီဘက်က Skyward မဲ့ဆုံးမယ်ဒီ pressure break ကဒီမှာဆိုဒီမှာစားမှာအခြားနေရာတွေရှိအောင်မလို့တွားရှာကြည့်အောင်မယ်ဘယ်နေမှမရှိဘူးဒီတစ်ခုပဲရှိတယ်ကျွန်တော်အဲ့လိုထင်တာပဲအဲ့ဒီကအရင်စားဆောအောင်ပြန်တက်လို့ရဟုတ်ပြီဒီမကဆောရအောင်နဲ့မိုက်မယ်ထင်တယ်ဟိုကအဘာသာကားတွေကပြောနေမှာအဘာသာကားတွေကလို့ကျွန်းနေလေပေါ်မှာမြောက်နေပုံစံမျိုးပြည့်ရတဲ့နေရာကြဲကြီးရောပြည့်ရဒါပေမဲ့ခေါင်းနဲ့ကွာဝေးနေဝေးသလိုပဲဒီအရတော့ဝေးဒီမှာဘာရထားလဲအပေါ်များထုတ်တာအပေါ်တက်မှာတယ်နော်အငွေရိုးတွေနဲ့တက်မှာအပေါ်ဒီရေတွေကိုမထီဝင်းနေရလဲကောင်းတယ်ပြုတ်ကြတော့ဘာပြောနိုင်မှာလဲနော်ပြုတ်ကြတော့ဒါဝေးတက်လာပြီမှာအဲ့ဒါလည်းမထီလို့ရတဲ့ဟာမထီဝင်းနေရမှာဒီနာတကယ်အဘာလာကားတဲ့အတိုင်းမွေရိုးလေးနဲ့ဟိုကျွန်းချိတ်ဆက်ထားတဲ့ပုံစံမျိုးဆိုင်လေးဒါဒီဘလော့ထီလို့မထီရနေအပေါ်ကိုများတော့တာအပေါ်တက်ကြည့်အောင်ဘာမှဘာမရှိထမိုင်းဒီတပင်မော်လည်းတက်လို့မရတော့ပါကျွန်းနေဟိုဘက်မှာရှိဒီရှိုံများထိုးထားတာဘောထိုးထားတာမလဲဟိုကျွန်းနေဘုံတော့ရမယ်ထမအဲ့ဘယ်မရှိအဲ့ဘယ်တော့ကြည့်အောင်တော့ခေါင်းရနေရတယ်ပို့ပြီးဝေးတာ Oh my god what အဲ့လိုဝေးရောက်မှပြုတ်ကြရတယ်လို့
နောက်ဆုံးမှာတော့ရောက်လာပြီ let's go တော့ကိုမြင်တဲ့ map ပါဒီ map ကတော့တကယ်ပါသိနေပုံတော့ရောက်နေပြီတော့ဟိုးငါဘယ်နှနိုင်ကြာတော့မသိဘူးဒါတော့ထပ်လုံးတယ်အောက်ကတော့လမ်းမမြင်တော့စလာတဲ့နေရာဟိုးအောက်မှာကျန်ခဲ့ပြီတော့ကိုမြင်တယ်ဒီတိုင်းမြင်တဲ့နေရာမရှိဘူးတင်တယ်အခုဒါကတော့အဲ့ဟိုဖာကွန်မတ်ပါဒီမှာအဲ့ဟိုဖာကွန်မတ်ဒီဘောကနေပြီးတော့အဘောခုံတော့မှထင်တာပဲခုံကြည့်အောင်ဒါမှနည်းနည်းဖာကွန်ပိုးဆန်နေပြောမှာဘလော့ရီဟိုဘက်ရွှေဒီဘက်ရွှေလေကားတွေကပါဆိုရဲဟုတ်တယ်ဒါပြောနေတယ်ဖာကွန်မတ်ပိုးဆန်နေတော့ဒီဆိုင်ဘုတ်ပေါ်မှာ jam လို့ရေးထားဆိုရခုံးချမှာစလိုင်းဘလော့20ခုံမှာဒါရနေနေအမောင်ဆန်နေတယ်ဒီမှာဘလော့တွေအမဲအောင်ဘလော့တွေကျွန်တော်ခုဒါကတော့နောက်တစ်နေ့မှပြန်လာဆော့တာပဲဖြစ်ပါတယ်အရင်နေ့ကတော့နှစ်ခါလားမသိဘူးအဲ့တော့ပဲခုံလိုက်တာအဲ့နေ့ကမပြီးသေးတော့ဒီနေ့ဆက်ပြီးတော့ဆော့တော့မှာပါOoh yes ဒီနေရာဒီလေကောက်ပဲမကြော်နိုင်နဲ့ခုကြော်လွှိုင်း yes တော့မရဟုတ်အေးအိုင် alright ပြီးပြီ10မိနစ်နဲ့52စက္ကန့်နဲ့အဆိုးပါဘူးပြောမှာသိတော့မခတ်ပါဘူးဒါလည်းဘာလို့စမ်းတော့ကြည့်ရပါတော့ဒီနေ့ကတော့ map တစ်ခုပြီးပြီကြီးနောက်တစ်ခုက Pillar of Fortune ဆိုတာဒါသူ့မှာ map မရှိဘူးအတွက်1-1 game နဲ့ပဲရောက်တော့မှာအဲ့တော့ map မရှိအောင်ကြောထားပြီးကျွန်တော် legendary game ပတ်ဝါတယ်တော့လဲဒီနေရာကတော့ဒီစာပေါ်မှာကျွန်တော်ပထမဆုံးဘာကောလာဆိုတဲ့နေရာမှာအိုကြီးတော့မရောက်ဘူးဟိုဘက်ကမှုဝန်းနေအဆုံးထိပဲရောက်ဘူးအဲ့ဟိုကတော့မရောက်ဘူးတော့အဲ့ဆော့ရများရဆိုရင်တိတ်မကျွမ်းတဲ့မတ်ဒီမှာက
နော်အင်တစ်ခါဆော်တော့ရောက်ဖူးတာဒီနေရာနောက်ဆုံးပဲဒီနေရာရဲ့ဟိုဘက်ကိုမရောက်ဖူးတော့ဒီလီကာနာမှာပဲပြုတ်ကြတာခုကတော့နည်းနည်းစောတာရှိတာကြီးဆိုတော့ညတိုးတက်လာပြီပေါ့ဒီနားနည်းနည်းကိုလိုကန်နေဘေးကိုကတိလေးသွားတယ်လို့ပဲကက်ကက်တက်လေးပေါင်းလောင်းနေမှာတော့နေပါတော့ဘာကောမစောရလို့လဲစောကြည့်ကြပါကိုမရောက်ဘွဲ့နေရောက်ဖူးအောင်ဒီနေရာတော့နည်းနည်းခက်မှန်တယ်သူကခုံးပြီးတော့လေကားပေါ်လည်းရအောင်တက်အောင်ပါဆိုတခြားသွားမယ်လမ်းလည်းမရှိဘူးရဲနည်းနည်းခက်မှန်လို့ထင်ပါတယ်ဒုတိယချိန်စမ်းတက်ကြည့်မယ်အောက်ကတော့ပြန်မတင်တော့တဲ့သူကရအောင်လေကားပေါ်ရအောင်လှည့်တက်နိုင်မှရမှာကျွန်တော်ဒီအဲ့တော့ဒီနားလေကားသူအတွင်းထဲကိုကပ်ပြီးမှလှည့်တက်မှာနော်ရှင်းတာပဲမရဘူးအချိန်လွန်လည်းမရပဲလက်တွေလည်းချောနေပြီ
အချိန်ဖြည်းဖြည်းလေးနဲ့လမ်းမချောင်ခုံတက်မှာဟုတ်ပြီပြုတ်ကြတော့မလို့ဒီဘောဆိုရင်ပြီးတော့ချင်းဒီဘက်ရောက်တော့ဒီလောက်ထိကတ်နေတော့မင်းတော်လေးဝေးတာပဲ9 မိနစ်လောက်ရှိအောင်မှဆိုတော့ခုတ်ကြီးနေရတာပေါ့တော့ကြားနေကျွန်တော်ပါကောလို့တဲ့နေရာမှာလေကားတတ်တာတိတ်မကျွမ်းနေဘူးတော့လေကားနားမှာပဲပြုတ်ကြတာတော်တော်များတယ်Let's go finally ဘာရေးထားမှလည်းမသိကြောင်ညာလာတခွန်းတစ်ပတ်ချင်းဒီလောက်ထိလာခဲ့ရကြောင်ညာနဲ့လာပြီးတော့ဆိုင်ဘုတ်ကြီးလာပြ Let's go ငယ်ချင်းတို့လည်းဒီဘာကောမကိုလာဆော့ကြည့်ပါဒီဆာဗာမှာဒီဘာကောမကအကြံဆုံးမှာကျွန်တော်ပြောလိုက်ပါမယ်ဒီတက်ခတ်တာတော့မရှိတော့ပါဘူးဒီ Sky Block မှာလည်းသူကဘာကောမှမရှိပါဘူးအဲ့တော့ကျွန်တော် PVP ချတဲ့နေအောင်တွားပါမယ်ဒီဘက်တဲ့ဆွေးနေအောင်တွားမှာပဲဒီနေရာမှာဘာကောမှ2ခုရှိပါတယ်ကျွန်တော်တော့ဒါကိုအရင်ပထမလာဆောင်နေပါအရင်တစ်ခါလဲကျွန်တော်ဒါကိုဆော်ဘူးပါတယ်ဒါသားကြီးခတ်တော့မခတ်ပါဘူးဒီမှာဖန်နေပုံမှာလမ်းလျှောက်တဲ့နေရာလေးပဲနည်းနည်းခတ်တာဒီနားလေးဒီဖန်လေးစုံချက်နေရာမှာဆိုရင်တော့နည်းနည်းပိုပြီးနေရမယ့်နေရာ area များတယ်ရှိမှဆိုတော့ရောက်ပါပြီဒါအရင်ကြီးမခတ်ပါဘူးနည်းနည်းလွယ်တယ်ဖန်လေးပါမှာနည်းနည်းညလေးလမ်းလျှောက်ရင်လွယ်ပါတယ် so easy ပါဒါတော့နေရနှစ်ပါဒီနောက်အရင်လာမစောဘူးပါဘူးခုမှလာစောပါဆော့ဖို့အဝေးမြောက်ဒီထိန်နာပဲအဲ့လေကားနားမှာပဲခဏခဏပြုတ်ကြတယ်ကိုကတော့ဆော့ထိုင်းမပေါင်းအများကြီးဆိုတော့နည်းကျွမ်းညံလိုက်အရင်လိုအိမ်မှာခတ်လောက်တော့ထင်တာပဲ
ပြုတ်ကြပြီဘလို့ပြန်တက်မှာပြန်တက်ဖို့ဒီလမ်းလေးပါလေးမြန်ထားလာမသိအဝေးဒီရောက်ဘလို့ပြန်တက်မှာတော့ထားမှာโอเคရောက်တော့မယ်ဟိုးဘာမှလှမ်းမြင်ဒီနားဟာလေခဏတော်တော်ဝေးနေမကြော်နိုင်နေတောင်းခုပဲကျန်တော့တစ်ခုပဲရောက်ပြီ2မိနစ်နဲ့25စက္ကန့်ဟို alright
က
ကျွန်တော်ရဲ့ Minecraft parkour challenge ကတော့ပြီးဆုံးတော့ပါပြီဒါကို3ရက်လောက်ချိန်ပြီးဆော့လိုက်ရပါတယ်ဒီဗီဒီယို like 1000ရတဲ့အခါမှာကျွန်တော်နောက်ထပ် parkour challenge တစ်ခုလုပ်တော့ပါမယ် like and subscribe နှိပ်ခဲ့ကြပါအားလုံးပဲဘိုင်ဘိုင်